နောက်ပိုင်းမှာတော့ဖုန်ကြီးတကာမှအဆင့်ကနေပြီးတော့ချစ်သူရေးစားအဆင့်တွေဖြစ်လာတယ်ပေါ့နော်ချစ်သူရေးစားအဆင့်ကနေအဆင့်တက်ပြီးတော့သူတို့ကဘာညာကွီကွာနေကြကွာစီတွေဖြစ်တယ်သူတို့အိတ်တဲ့အချိန်တွေထိကိုဖြစ်လာတယ်သူတို့အိတ်တဲ့ခါကျရင်လည်းဒီမိကလေးရဲ့ပြောကြားချက်အရာပေါ့နော်ဒီဖုန်ကြီးကတနာစိတ်အရန်ကြီးတယ်လို့လည်းသိရတယ်ဗျာဓမ္မတာတော်မှပေးပြီးတော့မလာခိုင်းဘူးပေါ့နော်အဲ့ဖုန်ကြီးကအဲ့လောက်ထိဆိုတာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အဆိုင်တော်ပဲဖြစ်ပါတယ်ဒီညကျွန်တော်ပြပြတင်ဆက်ပေးသွားမယ်ဖြစ်ရလေးကတော့အခုလက်တလောအတွင်းထိုင်းနိုင်ငံမှာအတော်လေးနာမည်ကြီးနေတဲ့ဖုန်းကြီးတစ်ပါးကပေါ့နော်တက္ကမတယောက်ကိုမဖွယ်မရလုတ်ပြနေတဲ့ video file online ပေါ်မှာပြန့်နှံ့နေတာပဲဖြစ်ပါတယ်ဒီလို video file ပြန့်နှံ့မှုနဲ့ပတ်သက်ပြီးတော့နောက်ွယ်ရဖြစ်ရလေးတွေကိုကျွန်တော်ဒီညမှာပြပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ video လေးကိုလည်းကျွန်တော်ရဲ့ဒီကြည့်ရှုသူတွေကညီလေးတယောက်ကပေးပို့လာတာပေါ့နော်ကျွန်တော်ကဒီရက်ပိုင်းအတွက် video လေးတိတ်ပြီးတော့မရှာနိုင်ဘူးမော်ဘလာဓာတ်တွေကိုရောက်ပေးနေရတယ်ပေါ့နော်ဒီနေ့ဆိုလို့ရှိရင်မော်ဘလာဓာတ်ကိုလာရောက်အားပေးသွားလား73ရောက်ပေါ့နော်73ရောက်စလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်ရုံကြီးနဲ့လာအားပေးတဲ့အတွက်မှာယူတဲ့သူတွေပေါ့နော်2ရက်3ရက်အတွင်းကိုလက်ထဲကိုရောက်ပါလိမ့်မယ်နော်ပစ္စည်းတကယ်လို့2ရက်3ရက်အတွင်းမရဘူးဆိုရင်4ရက်မြောက်နေဆိုတော့ရောက်မှသိကြပါတယ်နော်ဒီနေ့မှလည်းသူတွေကအားပေးတဲ့ကြောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မြန်မာပြည်ကလူချင်းတဲ့သူတွေလည်းအများကြီးရှိကြတယ်ပေါ့နော်မြန်မာပြည်ကသူတွေအတွက်တော့နောက်ကြရင်တော့ဖြစ်လာမယ်ပေါ့နော်အခုလောလောဆယ်တော့မြန်မာပြည်ကိုပို့ရတာကျွန်တော်အနေနဲ့အဆင်မပြေလို့ကျွန်တော်မပို့နိုင်သေးဘူးပေါ့နော်နောက်ရက်တွေမှာဆိုရင်တော့ပို့လို့ရတဲ့ရင်လည်းကျွန်တော်ပေးမှာပဲကြော်ညာပေးမယ်ပေါ့နော်ရပြီဆိုတဲ့အကြောင်းလေးကိုโอเคဒီညမှာတော့ဒီပရာလောကဖြစ်ရဲ့အကြောင်းအရာတွေမဟုတ်ပြင်မဲ့လည်းဗုဒ္ဓဘာသာလူမျိုးတွေအနေနဲ့ပေါ့နော်အားလုံးနဲ့သက်ဆိုင်တဲ့ဖြစ်ရလေးတစ်ခုလည်းဖြစ်တယ်ဒီဖြစ်ရလေးကိုကြည့်ပြီးတော့အားလုံးနဲ့သင်ခန်းစာယူပြီးတော့ကိုယ့်ပတ်ဝန်းကျင်မှာလည်းဒီလိုမျိုးအပြုအမူနေထိုင်တဲ့ဘုန်းကြီးတွေဒကာမတွေတွေ့လို့ရှိရင်လည်းဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ဘာသာကိုစောင့်ထိန်တဲ့အနေနဲ့တတ်နိုင်ဆုံးအယူယူဆောင်ရွက်နိုင်အောင်ကြိုးစားပြီးတော့အကူအညီပေးကြပါလို့ပြောချင်ပါတယ်โอเคဒီအကြောင်းအရာလေးရဲ့အပြည့်အစုံကိုကျွန်တော်အခုပဲတင်ဆက်ပေးပါတော့မယ်ဒီဖြစ်စဉ်ရဲ့အစကိုပြောရမယ်ဆိုလို့ရှိရင်ကတော့အခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံကလူမှုကွန်ရက်တွေမှာဖုန်းကြီးတစ်ပါးကတက္ကမတယောက်ကိုဖွယ်မရလေးလုတ်ပြနေတဲ့လူမြင်မကောင်းတဲ့ view ပိုင်း online ပေါ်မှာအတော်လေးပြန့်နှံ့သွားတယ်ဗျဒီလိုပြန့်နှံ့သွားတဲ့အပေါ်မှာလည်းထိုင်းနိုင်ငံက channel ကသတင်းတောက်တွေကပေါ့နော်ဒီ view ကိုတင်လိုက်တဲ့ငွေရေးပိုင်ရှင်ကိုလိုက်လံစာဝေစုံစမ်းလိုက်တဲ့အခါမှာတော့ view ရဲ့ပိုင်ရှင်ကတော့မိန်းကလေးတယောက်ဖြစ်နေတာကိုသိလိုက်ရတယ်မိန်းကလေးတယောက်တင်လိုက်တဲ့ view file ပေါ့နော်အဲ့ဒီမိန်းကလေးကိုတော့ရောက်မေးမြန်းကြည့်တဲ့အခါမှာတော့အဲ့ဒီ view file တွေကဖုန်းကြီးနဲ့ဒီမိန်းကလေးကပတ်သက်မှုတွေအများကြီးရှိနေတာကိုထပ်မံပြီးတော့သိလိုက်ရတယ်လုံးဝကိုအံ့ဩဖို့ကောင်းတဲ့ဖြစ်ရတစ်ခုပေါ့နော်ဒီမျိုးသမီးလေးနေတဲ့နေအိမ်နဲ့ဖုန်းကြီးသတင်းသုံးတဲ့အကြောင်းတိုင်းတွေကတမျိုးနေတဲ့တရက်ကွက်ထဲမှာရှိနေတယ်ဥပုံလေးတွေမှာဆိုလို့ရှိရင်အဲ့ဒီမျိုးသမီးတွေကအဲ့ဖုန်းကြောင်းသွားရောက်ပြီးဥပုပ်တွေပါသွားဆောင်တယ်စိုးနေပါတွေသွားပို့တယ်ပေါ့နော်ဖျားမှုတရားမှုတွေဖုန်းကြောင်းမှာသွားရောက်ပြီးလောက်ကင်ဆောင်ရွက်နေရှိတယ်ဖုန်းကြောင်းမှာကတော့သတင်းသုံးတာကတော့တန်ကတော့9ပါး10ပါးလောက်ရှိတယ်အဲ့ထဲမှာဒီဖုန်းကြီးကအရင်သူ့အနေနဲ့ကြီးညိုဖို့လည်းကောင်းတယ်လေးစားဖို့လည်းကောင်းတယ်ပေါ့နော်မြင်တယ်အဲ့လိုမြင်လို့သူကအဲ့ဖုန်းရဲ့အပြင်မှာသွားပြီးတော့ခင်မြင်သွားတယ်ပြင်မှာခင်မင်တဲ့အဆင့်ကနေပြီးတော့နောက်ပိုင်းမှာဒီ online ပေါ်မှာပေါ့နော်ဒီ Facebook မှာ friend တွေတို့တယောက်ကဖြစ်သွားကြတယ် friend တွေဖြစ်တဲ့အခါမှာဖုန်းကြီးကစတင်ပြီးတော့တရားအကြောင်းဖះအကြောင်းမဆွေးနွေးတော့ဘဲနဲ့အချစ်ကြောင်းတွေစပြီးတော့ဖုန်းကြီးကစပြီးတော့ဆွေးနွေးပြီးတော့ပြောကြားတော့တာပေါ့နော်ဖုန်းကြီးကအချစ်စကားတွေပြောတဲ့အခါမှာလည်းဒီမိတ်ကလေးကဖုန်းကြီးပြောတဲ့အခြေချစ်ကြောင်းကြက်ကြောင်းတွေကိုသူကပြန်ပြီးတော့အဖြေတွေပေးလက်ခံလိုက်တာပေါ့နော်ဖုန်းကြီးရဲ့ဒီစကားကိုဖြေပြန်ပေးလိုက်တယ်ပဲပြောရအောင်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဒါနဲ့သူတို့ကြောက်ကဖုန်းကြီးတက္ကမအဆင့်ကနေပြီးတော့စစ်သူကြီးစားအဆင့်တွေဖြစ်ပြီးတော့နောက်ပိုင်းမှာအဆင့်တွေတက်ပြီးတော့ဘာညာပြီးကွာနေကြကွာစီတူအိတ်တဲ့အဆင့်တွေထိကိုဖြစ်သွားကြတယ်ဒီလိုတူအိတ်တဲ့အခါမှာကြတော့လေပေါ့နော်ဒီမိတ်ကလေးရဲ့ပြောကြားချက်ကဒီဖုန်းကြီးကတနာစိတ်အရန်ကြီးတယ်တဲ့သူလည်းပေါ့နော်မကြခဏအိုက်ဖုန်းကြောင်းမှာဖုန်းကြီးနဲ့သွားပြီးတော့နေပေးတဲ့အိုက်ဖုန်းကြီးနဲ့သူနေပေးတယ်ပေါ့နော်သူအိတ်ပေးတဲ့အခါတည်းမှာသူဖုန်းနဲ့အိတ်ချင်စိတ်တွေမရှိနေချင်စိတ်တွေမရှိတဲ့ခါကျရင်သူရှောင်လွှဲချက်ပေးလာပေါ့နော်ဒီနေ့တော့နေမကောင်းဘူးအကြောင်းကိုမလာနိုင်ဘူးအဲ့လိုမျိုးတွေပြောရဲအဲ့လိုပြောလို့ရှိရင်လည်းမရဘူးပေါ့နော်မရဘူးလာပေးပေါ့နော် तू မအောင်နိုင်ဘူးပေါ့နော်လုံးဝကို तू စိတ်ဖြစ်နေတယ်ဆိုလဲအားတွေကို तू က view file တွေနဲ့ရိုက်ပြီးတော့ make လေးကိုမခွဲမရတွေလုတ်ပြပြီးတော့ तू ကပို့တယ် view file တွေအဲ့မှာကိုမြင်တွေ့နေတဲ့ view file ကတော့ तू လွမ်းစွတ်နေတဲ့ပုံစံကိုပေါ့နော်လုတ်ပြပြီးတော့ဒကမစီကို तू က view ရိုက်ပြီးတော့ပို့လာလုံးဝအပြည့်အဝကို feel နေတာပေါ့နော်ငိုးရီပြီးတော့လွမ်းနေတာပေါ့နော်အเจ้าကိုလာပေးဖို့ပေါ့နော်အဲ့လိုမျိုးလေး तू ကလုတ်ပြတယ်တဲ့ဘုန်းကြီးကစာထဲမှာရေးထားတာကတော့ပေါ့နော်အိမ်ကိုလာအိတ်ပေးပါလို့ तू ကရေးထားတာအเจ้าလို့တော့မသုံးတော့ဘူးပေါ့နော်ဒီညာတဲ့အိမ်မှာလာပြီးတော့အိတ်ပေးပါတဲ့ तू နေတဲ့အဲ့ဘုန်းကြီးအဲ့လိုမျိုးခေါ်တာပေါ့နော် तू ရှိတော့အဲ့ဒီအမျိုးသမီးက तू လာလို့မရဘူးလို့အဲ့လိုညင်းလို့ရှိရင်လည်းအဲ့ဘုန်းကြီးအရင်စိတ်တူတယ်တဲ့အနီးနားမှာရှိတဲ့ပန်ကာလေးဖျားတွေကိုရိုက်ချိုးဖြက်စီးကြလေးလုပ်တယ်တဲ့ဒကာမတွေလူထားတဲ့ပစ္စည်းသူ့ပစ္စည်းကြနေတာပဲပေါ့နော်ပိုင်စိုးပိုင်နေတဲ့အဲ့လိုမျိုးတွေတောင်းကျင်နေတဲ့အဲ့ဘုန်းကြီးကတနေ့မှဆိုလို့ရှိရင်ပေါ့နော်အတင်းသူ့ကိုတူတူအိတ်ဖို့အဲ့ဘုန်းကြီးကခေါ်တာအဲ့မျိုးသမီးကိုအဲ့ဒီမျိုးသမီးကလည်းသူ့မှာဓမ္မတာလာနေတယ်ဒီညလာအိတ်ပြီးလို့မရဘူးအဲ့လိုမျိုးပြောတော့လေအဲ့ဘုန်းကြီးကမရဘူးဓမ္မတာလာမှပဲပြီးတော့မလာခိုင်းဘူးပေါ့နော်သူနဲ့လာအိပ်ပေးဖို့ပဲအတင်းဖုန်းကြီးကတောင်းဆိုတာဒါနဲ့ပဲအဲ့ဒီအမျိုးသမီးကလည်းတက်တဲ့အနေနဲ့ပေါ့နော်သူ့ရဲ့ဒီမိမအင်ကာမှာအမျိုးသမီးလားစင်သုံးခံထားတယ်ဆိုတာကိုတက်တဲ့အနေနဲ့ view file ရိုက်ပြီးတော့ view ရိုက်ပြီးတော့ပေါ့နော်အဲ့ဒီ
ကိုတော်စီကိုသူကလှမ်းပြီးတော့ဗီဒီယိုဖိုင်ပို့လိုက်တယ် message ကနေပြီးတော့ဒီမျိုးသမီးကလည်းနော်ဟိုလူကိုမယိုသေးလည်းလေးစားရနေပေါ့နော်သင်္ကန်းကိုတော့လေးစားတင်ပါတယ်နော်အဲ့ဒါပဲအဲ့မျိုးသမီးကလည်းမရဘူးအဲ့ဖုန်းကြီးကိုတတ်တဲ့အနေနဲ့ပေါ့နော်သူမလာနိုင်ဘူးသူတကယ်ဒီမှာနော်ဓမ္မတာလာနေတယ်ဆိုတဲ့အကြောင်းဗီဒီယိုဖိုင်နဲ့သူကရိုက်ပို့တာပေါ့နော်အဲ့ဗီဒီယိုဖိုင်တွေကပါစာ online ပေါ်မှာပြန့်နှံ့သွားတာအဲ့လိုမျိုး online ပေါ်တင်လိုက်ရတဲ့အဓိကအကြောင်းရင်းကပေါ့နော်ဒီဖုန်းကြီးရဲ့တဏှာစိတ်ကလည်းအရန်ကြီးတယ်ပြီးတော့ချင်း तू မလာဘူးဆိုရင်လည်းပေါ့နော်အကြောင်းကို तू မသွားဘူးဆိုရင်လည်းအကြောင်းမှာရှိတဲ့ပစ္စည်းတွေရိုက်ချိုးဖျက်ဆီးအဲ့လိုမျိုးတွေလောက်လာတဲ့အခါမှာတပိနဲ့ तू ဒီဖုန်းကြီးကိုကြောက်ရွံ့လာတာပေါ့နော်ပြီးတော့သူ့ကိုယ် तू လည်း तू ခံစားမိတယ်တဲ့ तू အမားကြီးတစ်ခုလောက်ထားပြီပေါ့နော်သူ့ရဲ့စိတ်နှလုံးမှာမရွှင်လန်းဘူးဖြစ်နေတယ်ပေါ့နော်သူပြစ်မှုယူကျူးလွန်ထားတဲ့အတိုင်းသူဖြစ်နေတော့တဲ့နေရထိုင်ရလဲအဆင်မပြေဘူးပေါ့နော်ပြီးတော့ဝင်းနီးနဲ့မကြီးတဲ့ဒီဖုန်းကြီးကိုလည်းအမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရန်အတွက်ပေါ့နော်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုကို live ပေါ်ကိုသူတင်လိုက်တာဆိုပြီးတော့အဲ့ဒီအမျိုးသမီးကအဲ့လိုမျိုးဖြစ်ချင်းချက်ပေးထားတာပေါ့နော်ဒီဖြစ်စဉ်ကိုအားလုံးခြုံငုံပြီးတော့ကြည့်မယ်ဆိုရင်တော့မှားတာကတော့နှစ်ယောက်တစ်လုံးမှားတယ်ဒီမိန်းကလေးကလည်းဒီဖုန်းကြီးနဲ့လုံးဝမပတ်သက်တဲ့ဘူးလေနော်ဗုဒ္ဓဘာသာတယောက်အနေနဲ့လုံးဝမပတ်သက်တဲ့အပြင်မှာပတ်သက်လို့ရတဲ့လူပြိုလူလွတ်တွေနော်အများကြီးရှိတာပဲနော်ပတ်သက်လို့ရတယ်လူသားတွေအများကြီးရှိတယ်ဒီဖုန်းကြီးနဲ့မှလာပတ်သက်တယ်ဆိုတော့ဒီမျိုးသမီးကလည်းသေရင်တော့အဝေးသိငရဲကိုကြာမှာကတော့အသေးကြပဲဒီဖုန်းကြီးကလည်းကြာမှာပဲပေါ့နော်ဒီဖုန်းကြီးကလူဓာတ်ကိုသူကပို့ပြီးတော့အပြစ်ကြီးတယ်အဝေးသိငရဲဟိုအောက်ဆုံးထက်မှာသူကကြာမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနားထောင်ရတဲ့လောက်တရားတွေထဲမှာဆိုဖုန်းကြီးကပို့ပြီးတော့အပြစ်ကြီးတယ်လို့သိရတယ်ဒါနဲ့ဒီမိတ်ကလေးကိုတော့ဒီနေ့တော့တရားမေးမြန်းပြီးသွားပြီဒီဖုန်းကြီးကိုသွားရောက်ပြီးတော့အရေးယူဆောင်ရွက်နိုင်ဖို့အတွက်ပေါ့နော်ဖုန်းကြီးသတင်းသုံးတဲ့အကြောင်းလိုက်ကိုရဲတွေရောသတင်းတောက်တွေရောသွားတဲ့အခါမှာတော့အဲ့ဒီဖုန်းကြောင်းမှာဖုန်းကြီးကမရှိတော့ထွက်ပြေးသွားပြီသတင်းတောက်တွေနဲ့ရဲတွေရောက်သွားတဲ့အခါမှာအเจ้าမှာရှိနေတဲ့ကိုတော်တွေကလည်းအားလုံးကကြောင်နေတာပေါ့နော်တချို့ဒကာမတွေကလည်းဒီဖုန်းကြီးစီမှာတရားလာတောင်းတဲ့သူတွေတရားလာတိုင်းတဲ့သူတွေကလည်း OD OLED တွေဖြစ်ကုန်တာပေါ့နော်ဟာရဲတွေရောသတင်းတောက်တွေကဘာလာလုပ်တာလဲပေါ့နော်အဲ့မှာသတင်းတောက်တွေရဲတွေကသတင်းဒီဖြစ်ရဲ့အပြည့်စုံကိုပြောပြတဲ့အခါမှာအချို့ဒကာမတွေကလည်းမယုံကြဘူးပေါ့နော်အဲ့ရွာသားတွေကလည်းဒီမျိုးသမီးလေးကဒီဖုန်းကြီးကိုလောက်ကြံတာလို့စွကြယုံကြည်ကြတယ်ဒါပေမဲ့လည်း view file တွေနဲ့တကွာအသက်တွေရှိနေတဲ့အခါကျအားလုံးကတော့ညင်းလို့တော့ရမယ်လို့တော့မထင်ဘူးပေါ့နော်ခုလောလောဆယ်မှာတော့အဲ့ဖုန်းကြီးကိုထိုင်းအာဏာပိုင်တွေကလိုက်လံရှာဖွေပြီးတော့ဖမ်းဆီးရေးယူဆောင်ရွက်နိုင်အောင်စူးစမ်းနေပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံမှာတော့ဘယ်လောက်ပြပြမလွတ်ပါဘူးเนาะမိတာတော့မိမှာပဲ။ဒီမှာပြောချင်တာကတော့ဗောနော်ဒီနေ့ကျွန်တော်တင်ဆက်ပေးတဲ့ဖြစ်ရလေးကတော့ပရာလောကသစိတေရဲ့အကြောင်းအရာမဟုတ်ပေမဲ့လည်းဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့လည်းအားလုံးပဲသတိပြုဆင်ခြင်နိုင်ရန်အတွက်ဗောနော်သင်ခန်းစာလေးရရန်အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းဒါမျိုးတွေရှိကြတယ်ဗောနော်ဒီလိုရှိတဲ့အားကိုသိပြီဆိုရင်လည်းတက်နိုင်ဆုံးဒီသာသနာတန်ဆင်းရေးအတွက်ဗောနော်မတူမတန်ဖြစ်နေတဲ့သူတွေကိုအရေးယူဆောင်ရွက်နိုင်အောင်ဗုဒ္ဓဘာသာလူမျိုးတယောက်အနေနဲ့တာဝန်သိတဲ့အနေနဲ့ပေါ့နော်ဆောင်ရွက်ကြပါအမျိုးသမီးတွေကလည်းတက်နိုင်ဆုံးဖုန်းကြီးအနေနဲ့ပတ်သက်တာမျိုးတွေမလုပ်ကြပါနဲ့လို့ကျွန်တော်အနေနဲ့ထပ်မံပြီးတော့သတိပေးပါရစေကျွန်တော်ရဲ့ပေးသက်တွေထဲမှာတော့ဒီလိုမျိုးပေါ့နော်အရှိမယ်လို့တော့မထင်ပါဘူးဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်ပတ်ဝန်းကျင်မှာဒါမျိုးတွေတွေ့မြင်နေရပြီဖြစ်လာပြီဆိုရင်လည်းတက်နိုင်ဆုံးပေါ့နော်အရေးယူဆောင်ရွက်နိုင်အောင်လုပ်ကိုင်ဆောင်ရွက်ကြပါသာသနာကိုသိတဲ့လူမျိုးတယောက်အနေနဲ့ပေါ့နော်တိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုလေးကတော့ဒီနေရာလေးပြီးဆုံးသွားပါပြီခင်ဗျာကျွန်တော်ကတော့စကားပြောဆွဲရတော့အရင်မကောင်းဘူးပေါ့နော်ကျွန်တော်ပြောတဲ့စကားလေးမှာတချို့နေရာလေးတွေမှာဖြစ်စွပြီးတော့နားလည်ပြီးတော့ကြည့်ချပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်းသောညလေးဖြစ်ပါစေ good night ပါ